ဟိုးရှိတုန်းကဘာရာနတီမြို့မှာဉာဏ်ပညာရှိပြီးတတိရှိတဲ့လဲကုန်တယ်ကြီးသည်သူ့ရဲ့တပည့်တပန်းတွေဟာလဲစီးပေါင်းများစွာကိုမောင်းနှင်ပြီးအရက်ဒေတာအနှံ့ကုန်သွယ်မှုတွေပြုလုပ်လေ့ရှိတယ်။တခါမှာတော့ကုန်တယ်ကြီးဟာလဲစီးပေါင်း900ကိုဦးဆောင်ပြီးအလွန်ခက်ခဲတဲ့ခီးလန်းတစ်ခုကိုစတင်ခဲ့တယ်။အဲ့ဒီခီးလန်းကိုဝနုပထလန်းလို့ခေါ်တဲ့ဒီလန်းဟာ6တွေ့တဲ့တဲကန်နာရကိုဖြတ်တန်းရတာမို့အသက်ရှင်ဖို့အတွက်ရေဟာအရေးကြီးဆုံးဖြစ်ပါတယ်။ကုန်တယ်ကြီးဟာခီးစတင်မထွက်မီမှာလှဲတိုင်းမှာရေအိုးကြီးတွေရေစီပိုင်းတွေကိုအပြည့်အရှံထည့်သွင်းထားဖို့အမိန့်ပေးခဲ့တဲ့ရပ်ပေါင်းများစွာခီးနှင်ပြီးတဲ့အခါသူတို့ဟာတဲကန်နာရရဲ့အလဲဗဟိုကိုရောက်လာခဲ့တဲ့မီးတောင်လိုပူပြင်းတဲ့နေအောင်အောက်မှာတဲတွေကနီးရဲနေပြီးဘယ်နေရာကြည့်မျက်ပင်တစ်ပင်မှမရှိပဲပူပြင်း၆တွေ့နေတာပေါ့ဒီလိုခက်ခဲတဲ့ခီးကိုရောက်လာတော့ကုန်တယ်ကြီးရဲ့လှဲအုပ်ရှိဆုံးကလှဲကိုမောင်းနေတဲ့လှဲမှုတစ်ယောက်ဟာစိတ်ထဲမှာတမျိုးတွေးမိတယ်ဒီရေစီတွေကအင်မတန်လေးတယ်ဒီဝင်တွေကိုဖယ်ရှားလိုက်ရင်ငါတို့ရဲ့လှဲတွေကိုပို့ပြီးမြန်ဆွဲနိုင်မှာပဲလို့တွေးမိတယ်ညဘက်မှာခီးဆက်ဖို့ပြင်ဆင်တော့လှဲမှုဟာကုန်တယ်ကြီးမသိအောင်ရေအိုးအားလုံးကိုဖောက်ခွဲပြီးရေတွေတွန်းပစ်လိုက်တယ်ပြီးတော့တခြားကုန်ပစ္စည်းတွေထည့်ပြီးဝင်ကိုညီမျှအောင်ပြန်လှုပ်ထားလိုက်တယ်ဒီညနေနည်းနည်းလေးဆက်သွားလိုက်ရင်ရေရနိုင်တဲ့နေရာကိုရောက်မှာပဲလို့အမှတ်မဲ့တွေးလိုက်တယ်နောက်နေ့မနက်မိုးလင်းတဲ့အခါပူပြင်းတဲ့နေအောင်ကြောင့်လူတွေအားလုံးဟာအလွန်အမင်းရေငတ်လာကြတယ်ရေရှာဖို့ရေအိုးတွေကိုကြည့်လိုက်တော့လှဲမှုရဲ့အမှားကြောင့်ရေတစ်စက်မှမရှိတော့ဘူးအဲ့ဒီအခါမှာလှဲမှုဟာသူ့ရဲ့အမှားကိုဝန်ခံရတော့တယ်ကုန်တယ်အုပ်စုတစ်ခုလုံးစိတ်တက်ကြဆင်းပြီးမျောလင်းချက်ကင်းမဲ့သွားကြတယ်ဒီလိုပူပြင်းတဲ့တဲကန်နာရမှာရေမရှိရင်ငါတို့အားလုံးတေးရတော့မယ်လို့အော်ဟစ်ငိုယိုပြီးတနေရာထဲမှာထိုင်နေကြတော့တဲ့လှဲတွေကိုပါစွန့်ပစ်ဖို့ပြင်ဆင်နေကြပြီးအဲ့ဒီလိုအခြေအနေမှာလှဲကုန်တယ်ကြီးဟာစိတ်တက်မကြပဲတည်ငြိမ်စွာတွေးတော့လိုက်တယ်စိတ်တက်ကြပြီးထိုင်နေလို့ဘာမှအကျိုးမရှိဘူးဒီလိုခက်ခဲတဲ့နေရာမျိုးမှာငါတယောက်တည်းပဲအားကိုးရဖြစ်တယ်ကုန်တယ်ကြီးဟာချက်ချင်းပဲလှဲအုပ်စုရဲ့အနီးနားကိုလိုက်လံစစ်ဆေးကြည့်တယ်မြေကြီးကိုဂယုတစိုက်ကြည့်ရင်တွားလိုက်တဲ့အခါမြေပြင်ပေါ်မှာတာမန်တဲတွေထက်ဆူဆွတ်နေတဲ့မျက်ပင်လေးတွေပေါက်နေတာကိုတွေ့လိုက်တယ်ကုန်တယ်ကြီးဟာဒီနေရာမှာရေရှိရမယ်လို့တေချာပေါက်ယုံကြည်သွားတယ်သူဟာလူတွေကိုခေါ်ပြီးလှဲမှုအမှားလုပ်ခဲ့တဲ့လဲကိုဆွဲထုတ်စေတယ်ပြီးတော့အဲ့ဒီမျက်ပင်တွေပေါက်တဲ့နေရာမှာအနက်ကြီးတူးဖော်စေတယ်အားလုံးကလည်းမျောလင်းချက်မရှိတော့ဘဲနာခံလိုက်နာပြီးတူးကြတယ်တူးရင်နဲ့နောက်ဆုံးမှာသူတို့ဟာတန်မာပြီးရေစိတ်နေတဲ့ကြောက်တုံးကြီးတစ်တုံးကိုတွေ့လိုက်ရတယ်ဒီကြောက်တုံးအောက်မှာရေရှိကိုရှိရမယ်အားလုံးဝိုင်းပြီးဖယ်ရှားကြစို့လို့ကုန်တယ်ကြီးကအမိန့်ပေးတယ်အားလုံးဝိုင်းဝန်းဖယ်ရှားလိုက်ကြတဲ့အခါအောက်ကနေရေအိုင်ကြီးတစ်ခုပေါ်လာပြီးရေတွေဟာမြေအောက်ကနေစိမ့်တက်လာပါတော့တယ်ရေအိုင်ကိုတွေးတဲ့အခါကုန်တယ်ပေါင်းတို့ဟာဝမ်းသာအားရငိုကြွေးကြပြီးရေတွေကိုတောက်တုံးကြတယ်သူတို့ဟာစိတ်တက်မကြပဲဉာဏ်ပညာနဲ့ဇွဲရှိတဲ့ကုန်တယ်ကြီးရဲ့ကျေးဇူးကြောင့်အသက်ဘေးမှလွတ်မြောက်ခဲ့ရတာကိုသဘောပေါက်သွားကြတယ်ရေစီအိုးတွေကိုရေပြည့်ပြန်ထည့်ပြီးအဲ့ဒီနေ့ညမှာပဲအေးချမ်းစွာအနားယူကြတယ်နောက်တစ်နေ့မှာတော့လှဲမှုကိုစုံမစကားပြောကြပြီးခီးကိုဆက်လက်ထွက်ခွာသွားခဲ့ရဘေးမခပါပဲမိမိတို့ရဲ့ခီးပန်းတိုင်ကိုအောင်မြင်ရောက်ရှိသွားခဲ့ပါတယ်အခက်ခဲနဲ့ဘေးအန္တရာယ်ကြီးတွေကြုံလာတဲ့အခါမှာတော့မှကုန်တယ်ကြီးလိုပဲစိတ်တက်မကြပဲလက်မလျှော့ပဲတည်တည်ငြိမ်ငြိမ်ရှိနေဖို့လိုပါတယ်စိတ်တက်ကြခြင်းဟာပြဿနာကိုဘယ်တော့မှဖြေရှင်းမပေးနိုင်ပါဘူးဉာဏ်ပညာဖြင့်ဖြေရှင်းခြင်းပြဿနာကြုံလာရင်ငိုယိုပူဆွေးနေမဲ့အစားပတ်ဝန်းကျင်ကိုတတိထားပြီးလေ့လာစူးစမ်းရပါမယ်ဉာဏ်ပညာကိုအသုံးပြုပြီးအမားကိုပြင်ဖို့လွတ်မြောက်ဖို့နီလန်းကိုရှာဖွေရပါမယ်။ကုန်တယ်ကြီးဟာမြေကြီးပေါ်ကဆူဆွတ်နေတဲ့မျက်ပင်ကိုကြည့်ပြီးရေရှိတဲ့နေရာကိုသိခဲ့ပါတယ်။အခက်ခဲကိုကျော်လွှားဖို့အတွက်မှန်ကန်တဲ့အကြံဉာဏ်ရပြီဆိုရင်မကြောက်မရွံ့ပဲစွန့်စားပြီးစူးစမ်းလှုပ်ဆောင်ရတဲ့တတိရှိဖို့လိုပါတယ်။အခက်ခဲများစွာနဲ့ရင်ဆိုင်ရတဲ့အခါဉာဏ်ပညာနဲ့တတိရှိတဲ့ခေါင်းဆောင်တဦးရဲ့ဆုံးဖြတ်ချက်ဟာအဖွဲ့အစည်းတစ်ခုလုံးကိုဘေးအန္တရာယ်မှကယ်တင်နိုင်တယ်ဆိုတာကိုပြသပါတယ်ခင်ဗျာ။